ရဲတွေဖမ်းတော့မဲ့အခြေအနေကြောင့်တန်းနဲ့ချီတန်နဲ့နေရတဲ့တစ်လုံးတွေကိုတွင်းနဲ့ကြီးတဲ့တမင်ပစ်ချလိုက်တဲ့ကျွန်တော်ကိုစောင့်ကြိုနေတာကတော့ရက်ဆက်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေပါပဲရဲရရှိကကျွန်တော်အလွယ်တကူဖွင့်ပြောလိုက်မယ်လို့ထင်ခဲ့ပေမဲ့ကျွန်တော်ရဲ့စိတ်သက်ခိုင်မာမှုကိုသူရှော့တွက်ခဲ့တယ်သူဘလောက်ပဲဒေါသထွက်ပါစေကျွန်တော်ကိုစကားပြောအောင်မလုပ်နိုင်ခဲ့ဘူးဘာလို့လဲဆိုတော့ချုပ်ရက်ပြည်တာနဲ့ကျွန်တော်ပြန်လွတ်လာမှာမို့ပါအဲ့ဒီအချိန်ကျရင်ကျွန်တော်ကလိုက်ရှာစရာမလိုပဲကွန်ပိုင်ရှင်တို့အေကကျွန်တော်စီအလိုလိုရောက်လာကြလိမ့်မယ်သူတို့ကိုတစ်လုံးတွေရှိတဲ့နေရာကိုခေါ်သွားပေးုံပါပဲဒီတန်းပေါင်းများစွာတဲ့တစ်လုံးတွေကကျွန်တော်ကိုချမ်းသာစေမှာပါကျွန်တော်ရဲ့ရဲရင်းနဲ့လောက်ရက်တွေကမကြခင်မှာပဲလူကြီးတယောက်ရဲ့အာယုံစိုက်မှုကိုရခဲ့တယ်ဒါအပြင်တစ်လုံးတွေကိုဘယ်သူမှမသိအောင်မှောင်ခိုပို့နိုင်တဲ့ရှိုးဝက်ချက်ကလည်းကျွန်တော်လက်ထဲမှာရှိနေတယ်ဒီနေ့လက်နဲ့ဆိုရင်ဘယ်သူမှဝတ်ထားတဲ့တစ်လုံးတွေကိုရှာမတွေ့နိုင်ဘူးဘာလို့လဲဆိုတော့ကွန်တိန်နာတွေထဲမှာနို့တွေပဲအပြည့်ဖြည့်ထားလို့ပါဒီတစ်မောင်ခိုလုံငန်းအတွက်ကျွန်တော်ကိုယ်တိုင်ကြီးကြပ်ပို့ဆောင်ပေးတယ်ရဲတွေတားရင်တောင်ကျွန်တော်လုံးဝမစိုးရိမ်ဘူးကျွန်တော်ယုံကြည်မှုအပြည့်ရှိသလိုနို့တယ်ယူပို့ဆောင်ခွင့်စာရွက်စာတမ်းတွေကလည်းအစင်သင့်ရှိနေလို့ပါလူကြီးကကျွန်တော်ကိုကော်မရှင်အများကြီးပေးပေမဲ့ကျွန်တော်ညင်းပယ်ခဲ့တယ်ကျွန်တော်လိုချင်တာကလုပ်ငန်းရဲ့400%ရှယ်ယာပါကျွန်တော်ရဲ့ပါတနာတွေကဒါကိုနားမလည်နိုင်ကြပေမဲ့ပိုက်ဆံယူရင်သူတို့ရဲ့လက်ပါစေပဲဖြစ်မှာရှယ်ယာယူမှသာတန်အတူညီတူပါတနာဖြစ်မှာကိုကျွန်တော်သိတယ်ကျွန်တော်ရဲ့နေလန်းကြောင့်စစ်ဆေးရေးဂိတ်တိုင်းကိုအဆင်ပြေပြေဖြတ်ကျော်နိုင်ခဲ့တယ်ရဲတွေဘာမှမရိပ်မိခဲ့ဘူးအမျက်အစွန်းတွေများပြားတာကြောင့်နေလန်းမျိုးသုံးပြီးတင်းမောင်ခိုလုပ်ငန်းကိုဆက်လုပ်ခဲ့ရမှာအချိန်တိုင်းအောင်မြင်ခဲ့တယ်ဒီတစ်ခါမှာတော့မင်္ဂလာဆောင်ကားတွေအဖြစ်ဟန်ဆောင်ပြီးတစ်အမြောက်အများကိုတည်ယူနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ခဏလုံနေတာကြောင့်နောက်ဆုံးမှာရဲရရှိရဲ့အာယုံဆိုင်မှုကိုခံလိုက်ရတယ်သူကတော်တော်ပါနဲ့တဲ့ကားတို့အေးရဲ့ရှိုးဝက်ချက်ကိုချက်ချင်းတီးသွားတယ်မောင်ခိုလုပ်ငန်းမှာပါဝင်တဲ့လက်အောက်ငယ်သားတွေအားလုံးအဖမ်းခံလိုက်ရတယ်ရဲတွေရဲ့နှိပ်စက်မှုအောက်မှာသူတို့ကတစ်တွေဝက်ထားတဲ့နေရာကိုဖွင့်ပြောလိုက်ကြတယ်ကျွန်တော်ကတော့ဘာမှမသိသေးဘူးကျွန်တော်ပါတနာတွေပြန်ပေးဆွဲထားတဲ့ကောင်မလေးကိုတောင်လွတ်ပေးလိုက်သေးတယ်ဒါကကျွန်တော်ပါတနာတွေကိုတော်တော်ဒေါသထွက်စေခဲ့တယ်သူတို့ကကျွန်တော်ကိုအခကျင်းငွေနဲ့ခိုင်းထားတဲ့သူလိုပဲထင်ပြီးသူ့မိန်းမကိစ္စမှာဝင်ပါခွင့်မရှိဘူးလို့ယူဆကြတယ်ဒါပေမဲ့သူတို့မေ့နေတယ်အချက်တစ်ချက်ရှိတယ်အဲ့ဒါကကျွန်တော်ဟာ400%ရှယ်ယာပိုင်ဆိုင်တဲ့ပါတနာတယောက်ဖြစ်နေတာပါပဲသူတို့ကျွန်တော်ကိုဘာမှမလုပ်နိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲလူကြီးစီကဖုံးလာတယ်ရဲစခန်းထဲကကျွန်တော်တို့လူယုံရဲ့သတင်းပေးချက်အရရဲတွေကကျွန်တော်ရှိနေတဲ့နေရာကိုတီးသွားပြီးသူတို့ကကျွန်တော်တို့ကိုတပြိုင်နက်တည်းဖမ်းဆီးဖို့ရဲအင်အားတွေအကုန်သုံးနေကြပြီးအခြေအနေကတော်တော်လေးစိုးရိမ်စရာကောင်းနေပြီးဒီကုန်စီတွေကိုဘလို့နဲ့မဆိုကယ်တင်ရမယ်ဒါကတန်ဖိုးအရန်ကြီးလုံးလို့ပါကျွန်တော်အတွက်အခွင့်အရေးရောက်လာပြီးဒီတစ်လုံးတွေကိုသာအောင်မြင်ကာကွယ်နိုင်ရင်ကျွန်တော်ရဲ့အဆင့်တန်းကထိုးတက်သွားမှာတေချာတယ်ဒါပေမဲ့ရဲတွေကလည်းအနီးနားကိုရောက်နေပြီးရှေ့မှာရှိနေတဲ့တစ်လုံးပုံကြီးကိုကြည့်ရင်ကျွန်တော်နေလန်းတစ်ခုကိုချက်ချင်းစဉ်းစားလိုက်တယ်